မိတ်ဆွေကနေပြီးတော့ကျွန်တော်တို့တင်နေကြဒနာသိတိနှစ်ခတ်မွင်းတဲ့ချိန်လေးတင်ပေးပါဆိုပြီးတော့ comment မှာရေးလာတာပေါ့နော်ကျွန်တော်တို့ကလည်းတင်ပေးခဲ့တာနှစ်ပေါင်းများပါပြီခင်ဗျဒနာသိတိနှစ်ခတ်မွင်းတဲ့ချိန်တင်ပေးတာဆိုရင်ကျွန်တော်အနည်းဆုံး2015လောက်ကလေးတင်နေတာပါအဲ့တော့ဒနာသိတိနှစ်ခတ်ကလေးနဲ့ဒနာသိတိနှစ်ခတ်နဲ့ပတ်သက်လို့ကျွန်တော်တို့ပြောစရာလေးတွေပို့ပြီးတော့ရုပ်ဖတ်နေတဲ့ပုဂ္ဂိုလ်တွေကတော့ယုံကြည်ချက်နော်ပြင်းပြင်းနဲ့နေစဉ်ကိုဒနာသိတိနဲ့ခံမွင်းတဲ့ချိန်ကြီးမှာမဟာဝိဒဘမန္တန်ကြီးတွေကိုရွတ်နေကြတာပါကျွန်တော်တို့နိဗ္ဗတ်တော်950နိဗ္ဗတ်တော်မှာလဲဒနာသိတိနဲ့ခံမွင်းတဲ့ချိန်မှာရတနာရွှေမုံငွေမှုရွာတယ်ဆိုတဲ့နော်အဲ့ဒီလိုအကြောင်းအရာကနေပြီးတော့ဒနာသိတိနဲ့ခတ်ဟာနဲ့ခတ်29လုံးထဲမှာနာမည်ကြီးလာတာပေါ့နော်နာမည်ကြီးနေတာနဲ့ခတ်နာမည်ကိုကအခုမှလူတွေကမဲ့တာလည်းမဟုတ်ရှေ့တော့ကဒနာသိတိနဲ့ခတ်နော်နဲ့ခတ်ထဲမှာဒနာသိတိနဲ့ခတ်ဆိုတာကိုပါနေတာနော်အဲ့တော့ဒနာသိတိနဲ့ခတ်ကတကယ်တမ်းကျတော့နဲ့ခတ်29လုံးအဘီစီနဲ့ခတ်ပါတော့ရင်28လုံးထဲမှာတစ်လုံးနဲ့ခတ်တစ်လုံးပါအဲ့ဒီဒနာသိတိနဲ့ခတ်ကိုအင်္ဂါပိုင်ပါတယ်နော်အင်္ဂါပိုင်ပါတယ်အင်္ဂါကမိဂတိနဲ့ခတ်ဟုတ်လားအင်္ဂါပိုင်တယ်စိတရနဲ့ခတ်အင်္ဂါပိုင်တယ်ဒနာသိတိနဲ့ခတ်အင်္ဂါပိုင်တယ်အဲ့မှာဒနာသိတိနဲ့ခတ်ဆိုတာကလူတွေလူချင်းနေတဲ့ဒနာသိတိဆိုတဲ့ဌာနေရလည်းနဲ့ခတ်နာမည်သွားပြီးတော့တူညီနေတာဟုတ်တော့ကျွန်တော်တို့ဗုဒ္ဓရဲ့950နိဗ္ဗတ်တော်ထဲမှာလဲဒနာသိတိနဲ့ခတ်မွန်းတဲ့ချိန်မှာရတနာရွှေမှုငွေမှုရွာတယ်အဲ့ဒီလိုပြောခဲ့တာအဲ့တော့ဒနာသိတိနဲ့ခတ်ကကျွန်တော်တို့စန်းရှင်နဲ့ခတ်ကနေကြည့်မယ်ဆိုရင်တော့29ရက်ကိုတစ်ချိန်ဒနာသိတိနဲ့ခတ်နဲ့စန်းရှင်ပါတယ်ဟုတ်ပြီနော်29ရက်ကိုတစ်ချိန်ဒနာသိတိနဲ့ခတ်နဲ့စန်းရှင်ပါတယ်ကျွန်တော်ဒီ post မှာတစ်နှစ်စာဒနာသိတိနဲ့ခတ်စန်းရှင်တဲ့အချိန်လေးကျွန်တော်ရွေးပြီးရေးပြီးတော့တင်ပေးပါမယ်နော်ဒီ post မှာလည်းတင်ပေးပါမယ်အဲ့တော့ကျွန်တော်အခုလည်းတင်ထားပါပြီဒနာသိတိနဲ့ခတ်မွင်းတဲ့ချိန်ကျွန်တော်ဇန်နဝါရီလလုံးအတွက်တင်ပေးထားပါပြီအဲ့တော့ဒနာသိတိနဲ့ခတ်ကိုကျွန်တော်တို့ယုံကြည်စွာရွတ်ဖတ်နေကြတဲ့ဒါဘာဝကများဟုတ်ပေါ့နော်မိတ်ဆွေများဟုတ်တာရုလက်ခေါ်ပါတယ်ကျွန်တော်ဒနာသိတိနဲ့ခတ်နဲ့ပတ်သက်လို့ပူပြီးတော့ဘုသူသားတွေရှိအောင်ထပ်ပြောစရာလေးတွေရှိလို့ကျွန်တော်ဒီ post ကိုတင်တာပါဒနာသိတိနဲ့ခတ်ကနေ့စဉ်ကျွန်တော်တို့မွန်းတဲ့တယ်ဆိုတော့ကျွန်တော်တို့ရဲ့ဥကောင်းတဲ့တဲ့ပေါ်ရောက်တာပါเนาะကျွန်တော်တို့ရဲ့ဒါမွန်းတဲ့ချိန်လို့ပေါ့ဗျာကျွန်တော်တို့အဲ့ဒီနဲ့ခတ်ကျွန်တော်တို့ရဲ့ခေါင်းပေါ်ရောက်တာပါနေမွန်းတဲ့တယ်လို့ပေါ့နော်အဲ့နဲ့ခတ်ကကျွန်တော်တို့ခေါင်းပေါ်တဲ့ရောက်တဲ့အချိန်ကိုဒနာသိတိနဲ့ခတ်မွန်းတဲ့ချိန်လို့ခေါ်တာပါဒနာသိတိနဲ့ခတ်မွန်းတဲ့အချိန်ကာလကမိနစ်50ပတ်ဝန်းကျင်လောက်ကြာပါတယ်เนาะမိနစ်50ပတ်ဝန်းကျင်လောက်ကြာပါတယ်အဲ့တော့အဲ့ဒီအချိန်လေးကိုကျွန်တော်တို့ကဘယ်အချိန်မှဘယ်အချိန်ထိဆိုကျွန်တော်တို့ရွေးပြီးတော့အခုဇန်နဝါရီလစာအတွက်ဒီနေ့ညတင်ထားပါတယ်เนาะအဲ့ post ဒီအထက်အောက်ပါပဲเนาะအဲ့တော့ဒနာသိတိနဲ့ခတ်နဲ့ပတ်သက်လို့ကျွန်တော်စာရေးမယ်ဆိုကျွန်တော်လည်းနည်းနည်းမျိုးလုံးမကောင်းတော့စာရေးဖို့ကြတော့လေနည်းနည်းပြင်မှန်းတာနဲ့ဒီဗီဒီယိုလေးပြောနေဖြစ်တာပါဟုတ်ပြီဒနာသိတိနဲ့ခတ်ဒနာသိတိနဲ့ခတ်နဲ့တနင်္ဂနွေနေ့မှာပေါ့ဗျာဒနာသိတိနဲ့ခတ်ကတဲ့မာတင်ကရုပ်ကိုရတယ်နော်ရုပ်နဲ့တွဲလိုက်တော့ဒနာသိတိနဲ့ခတ်ကတနင်္ဂနွေနေ့မှာဆိုရင်မာတင်ကရုပ်ရတယ်မာတင်ကရုပ်ရတော့အမျိုးအနွယ်တိုးပွားခြင်းလို့အဓိပ္ပာယ်ရဟုတ်ပြီနော်တနင်္ဂနွေနေ့မှာမာတင်ကရုပ်အမျိုးအနွယ်တိုးပွားခြင်းကောင်းတယ်လေဒါမိသားစုတိုးပွားတာသားသမီးမရတဲ့လူတွေသားသမီးရတာကိုယ်ဆွေတွေမျိုးတွေဟုတ်လားတိုးပွားတာအဲ့ဒါမာတင်ကရုပ်ရတယ်တဲ့ဒနာသိတိနဲ့ခတ်ကတနင်္ဂနွေနေ့မှာဒနာသိတိနဲ့ခတ်မွန်းတဲ့အချိန်မာတင်ကရုပ်ရနေတဲ့အချိန်ပေါ့ဗျာနော်ကျွန်တော်တို့လက်စီနဲ့ခတ်ဆိုတာရှိတယ်လက်စီနဲ့ခတ်ကြတော့မာတင်ကရုပ်ဒနာသိတိနဲ့ခတ်ထွက်ပေါ်ခြင်းဆိုတာရှိတယ်အဲ့ဒါကတော့လက်တီတို့လောက်တီတို့တင်နေတွေ့မှာအဖြေမှန်ထွက်တာဒီမွန်းတဲ့ချိန်ကတော့ဒီမြန်မာနာယူမြန်မာစံတော်ချိန်နဲ့တွက်ထားတာပါနော်အဲ့ဒါကိုကျွန်တော်တို့ဘယ်နိုင်ငံကြည့်ကြည့်တစ်ကမ္ဘာလုံးသိဒါပဲနော်အဲ့တော့ကျွန်တော်တို့တနင်္ဂနွေနေ့မှာဒနာသိတိနဲ့ခတ်ကမာတင်ကရုပ်ရတယ်အဓိပ္ပာယ်ကအမျိုးအနွယ်တိုးပွားခြင်း
တနင်္ဂနွေနေ့မှာဓနာသိတိနက္ခတ်ကအထွက်နက္ခတ်မိတ်တူတဲ့ဘယ်လိုနေရာမှာသုံးလို့ဆိုတော့ဟိုကျွန်တော်တို့ဓနာသိတိနက္ခတ်ကသူအထွက်နက္ခတ်လို့ပြောတာဟုတ်နော်အထွက်နက္ခတ်ဆိုတော့ဟိုကျွန်တော်တို့လှုပ်ချင်တာငွေရအောင်လှုပ်ချင်တာလေဟုတ်လားနော်အထွက်နက္ခတ်ဆိုတော့ရောင်းမှုပစ္စည်းတွေပါတယ်ပေါ့နော်ကိုကအိမ်ရောင်းခြင်းနဲ့မမြေရောင်းခြင်းနဲ့အခုမှအယောင်ထိုင်းနေတဲ့ပစ္စည်းအဲ့လိုဟာတွေနဲ့ဆိုပို့ပြီးတော့တင်လျော်တာဟုတ်ပြီနော်တနင်္လာနေ့ကျတော့သူ့ဘာယုတ်တဲ့ကျက်တီမင်္ဂလာချမ်းသာဒုက္ခရှိခြင်းနော်ဘာလို့တင်နေဘယ်နေ့မှာဆိုတော့ကျွန်တော်အကြံပြုမယ်နော်တနင်္လာနေ့ကျတော့ဓနာသိတိနက္ခတ်ကတနင်္လာနေ့မှာသူ့ဘာယုတ်ရတယ်သူ့ဘာယုတ်ကျတော့ကျက်တီမင်္ဂလာချမ်းသာဒုက္ခရှိခြင်းဒါကြတော့ကျွန်တော်တို့ရတနာရွှေမိုးငွေမှုရွာတာတွေနဲ့ပတ်သက်ပြီးတော့ဒါစီလျော်တယ်နော်ပြီးတော့အဝိနက္ခတ်လာပါစုပ်အဲ့တော့ဓနာသိတိနက္ခတ်ကဝင်တဲ့အချိန်မှာတနင်္လာနေ့အတွက်ကတော့အရန်ကောင်းတာသူအဝိနက္ခတ်လာပါလीလာပါဆိုလက်လာပါရစေတဲ့နက္ခတ်သူ့ဘာယုကျက်တိမင်္ဂလာချမ်းသာဒုက္ခရှိခြင်းချမ်းသာဒုက္ခကျက်တိမင်္ဂလာချမ်းသာဒုက္ခဒိုးပွားခြင်းတနင်္လာနေ့ကနောက်အင်္ဂါနေ့ကျတော့ဥပ္ပါဒယုဥပ္ပါဒယုအတိတ်ပဲရပါတယ်တော့သိခြင်းနဲ့နော်အထွက်နက္ခတ်ဥပ္ပအင်္ဂါနေ့အတွက်ဓနာသိတိနက္ခတ်ကဥပ္ပါဒယုသိခြင်းအင်္ဂါနေ့သားသမီးတွေနဲ့ပတ်သက်လို့ပြောတာမဟုတ်ဘူးနော်အင်္ဂါနေ့အတွက်ဥပ္ပါဒယုအထွက်နက္ခတ်ဥပ္ပအဲ့တော့အဲ့ဒီနေ့မှာကြတော့မဟာဝိရဘမန္တန်ကြီးကတော့ရွတ်နေတာပေါ့ဗျာရွတ်နေပဲမဲ့လို့သူနဲ့ခတန်သူမင်္ဂလန်သုဘဘာသာသူထီတာသူခနောသူဟုမုတ်သောစသူဣထေဓမ္မစာရီသူအစရှိတယ်ဤအချိန်ကြီးကောင်းမြတ်သောဟုတ်လားမင်္ဂလာကျဟိုပေါ့နက်ခတ်ဖြစ်ပါပြီပေါ့နော်အဲ့ဒီကဟိုကျွန်တော်တို့သူနဲ့ခတန်သူမင်္ဂလန်သုဘဘာသာသူထီတာသူခနောသူဟုမုတ်သောစသူဣထေဓမ္မစာရီသူကောင်းတဲ့နက်ခတ်ဒီအကြောင်းသူကကောင်းတာဟုတ်ညွှန်းတာအဲ့မှာကျရန်ကုန်နိမိတ်တန်ဒီပါလေအဲ့ချိန်မှာအဲ့ဥပ္ပါဒဂျုံရတဲ့အင်္ဂါနေ့မှာဓနာသိတိနက္ခတ်စမ်းရှင်တဲ့အချိန်ကျွန်တော်တို့မဟာဝိရဘမန္တန်ရွတ်နေတဲ့ပုဂ္ဂိုလ်တွေကဥပ္ပါဏသုတ်ပထမ၃ပိုက်လဲထည့်ပြီးတော့ရွတ်တင်တယ်နော်သူနဲ့ခတန်သူမင်္ဂလန်အဲ့ဒါလေးထည့်ရွတ်တင်တယ်ဟုတ်ပြီနော်အဲ့တော့ဓနာသိတိနက္ခတ်ကအင်္ဂါနေ့အတွက်တော့မကောင်းဘူးလို့ဒီပဲရဥပ္ပါတဲ့အထွက်နက္ခတ်တယ်နော်အဲ့တော့သူဥပ္ပါဒယုတ်တဲ့အထွက်နက္ခတ်ဥပ္ပဓနာသိတိနက္ခတ်နဲ့စမ်းရှင်တဲ့နေရာအင်္ဂါနေ့ဖြစ်နေအင်္ဂါနေ့ဓနာသိတိမွန်းတဲ့ချိန်နော်အဲ့တခုတော့ကောင်းတယ်နော်အင်္ဂါနေ့ဓနာသိတိမွန်းတဲ့ချိန်မှာကိုကဂါရရွတ်နေတော့ဘယ်မှမသွားပြဘူးပေါ့ဗျာအဲ့လိုအချိန်မှာအန်နေရှိတယ်သူအထွက်နက္ခတ်ဥပ္ပါဒယုတ်ဒီခြင်းနဲ့အထွက်နက္ခတ်ဥပ္ပဟုတ်လားဒီနက္ခတ်ဟိုဒီဟာရွတ်နေတဲ့ပုဂ္ဂိုလ်အတွက်ကတော့ကောင်းပြီပေါ့သူကရွတ်ဖတ်နေတာလေရွတ်ဖတ်နေတော့ဘယ်မှမသွားပြဘူးသွားပြရင်ပြောမရဘူးလေဥပ္ပတ်တယ်သိခြင်းနဲ့အနေရှိတဲ့အချိန်ဟုတ်ပြီနော်ဗုဒ္ဓနေ့ကြတော့မိတ္တယုတ်တဲ့ဗုဒ္ဓနေ့လည်းဖြစ်မယ်ဓနာသိတိနက္ခတ်ကလည်းမွန်းတယ်နေတယ်ဒါမှမဟုတ်ဓနာသိတိနက္ခတ်နဲ့ဗုဒ္ဓနေ့မှာစမ်းရှင်တယ်ဆိုရင်မိတ္တယုတ်တဲ့ပြေဝခြင်းချမ်းသာဒုက္ခရှိခြင်းပေါ်များခြင်းဒါလည်းရတနာရွှေမှုငွေမှုရွာတာနဲ့ဆက်ဆက်တယ်ဒီလိုဟိုပေါ့တနင်္လာနေ့တို့ဗုဒ္ဓဟူးနေ့တို့ညူဖြစ်လိမ့်မယ်နော်ဓနာသိတိနက္ခတ်မွန်းတဲ့အချိန်မှာမဟာဝိရဘမန္တန်ကြီးရွတ်တာရတနာရွှေမှုငွေမှုတွေရွာတယ်မိဘတော်ထဲမှာပါတယ်လေ950ထဲမှာပါတော့အဲ့နေ့တွေကတနင်္လာနေ့တို့ဗုဒ္ဓနေ့တို့ဖြစ်လိမ့်မယ်နောက်ထပ်ကြည့်မယ်ဇာတာပတိနေ့ကြတော့ဓနာသိတိနက္ခတ်နဲ့စမ်းရှင်တဲ့နေ့ဇာတာပတိနေ့ဓနာသိတိနက္ခတ်မွန်းတဲ့ချိန်ဇာတာပတိနေ့ဟာတိရိဝိဆယုရတယ်တဲ့ကျက်တိမင်္ဂလာချမ်းသာဒုက္ခရှိခြင်းတဲ့ဆိုတော့ဒါလည်းရတနာရွှေမှုငွေမှုရွာတာလေရှိတော့ရွာခဲ့တယ်ဆိုတော့ဒီလိုနေ့ရွတ်တာလည်းဖြစ်နိုင်တယ်နော်ဒီလိုနေ့ရွတ်တာလည်းဖြစ်နိုင်တယ်အဲ့မှာဘာပြောဆိုကပတ်နက္ခတ်တဲ့ဝရကပတ်နက္ခတ်ဝရဟုတ်လားနောက်တောက်ကြနေ့ကြဓာတာယုတ်တဲ့ကံကောင်းခြင်းတဲ့ဩဒါပေမဲ့လို့သူကဓာတာယုတ်ကံကောင်းခြင်းအထွက်နက္ခတ်ကာဏဓာတာယုတ်ကံကောင်းခြင်းအထွက်နက္ခတ်ကာဏဆိုတော့ဥမာယနာကံကောင်းခြင်းဆိုတာကတော့ဥမာပေါ့ဒီလိုဟာမျိုးမှာပေါ့ဟိုကိုကခီးသွားလိုက်တာတို့ဘာတို့ပေါ့နော်အဲ့လိုကနေကံကောင်းခြင်းကြုံတတ်တယ်ပေါ့ဆိုလိုတာအဲ့လိုမျိုးတွေလည်းယူဆလို့ရတယ်လို့ဒီဓနာသိတိနက္ခတ်
ကူမရောင်းနေတာဝယ်နေတာအထွက်နဲ့ခက်ဆိုရင်သူကထွက်အောင်လုပ်တာလေအဝင်နဲ့ခက်ကဝင်အောင်လုပ်တာဒါပဲဒါကဟိုဗမာလူရှင်းရှင်းလေးပြောတာရှီတော့ကတော့အင်းဘာမိမှာအင်းကလေးလက်ပွဲလုပ်ဘာမှလက်ပွဲထူဘာမှစီးဖို့ဆိုတာရှိတယ်နော်ကျွန်တော်တို့ကအဲ့ဒါကိုအဲ့ဒီ line ကိုပြောတာမဟုတ်တဲ့အတွက်အဲ့ဒီ line နဲ့ပတ်သက်လို့မပြောသေးဘူးဟုတ်ပြီနော်ကျွန်တော်စီမှာစာအုပ်တွေအများကြီးလေဗျာစာအုပ်တွေနှစ်30ကျော်ဖတ်ထားတာဆိုတော့ဟိုဒီအကြောင်းအရာပြီးကြတယ်ဒီအကြောင်းအရာကျွန်တော်ဖတ်လိုက်တာနဲ့ပြောနိုင်တာပဲလေအဲ့တော့စီးအကြောင်းပြောတယ်ရတာပဲဟုတ်တယ်မလားနော်ကိုကအခြေခံနေနားလည်ပြီးသားဆိုတော့အခုကျွန်တော်တို့ဥပမာပေါ့တောက်ကြရုပ်ဆိုရင်တဲ့ဒါတာရုပ်တဲ့ကံကောင်းခြင်းတဲ့ဒါမှမဟုတ်အထွက်နဲ့ခက်ကာနာအဲ့တော့ရတနာရွှေမှုငွေမှုရွာတဲ့ရွာဖို့ကျွန်တော်တို့ကစီးစိမ်ရွှေငွေတွေပိုးဖို့ရွတ်တာဆိုတော့ဒီလူနေတော့မစတင်သေးဘူးပေါ့ဗျာဆိုလိုတာဟုတ်တယ်မလားဥပမာပေါ့တခါတည်းကဒါနသိတိနဲ့ခက်မွန်းတဲ့ချိန်ကြီးကျွန်တော်ကတလားစာယူပြီးထားတယ်နော်စရမယ်နေ့မသိမှကြောက်လို့နော်မတင်းနေလာနေစတင်နေဗုဒ္ဓနေ့စတင်နေဇာတာပတိနေ့စတင်နေတရနေ့ကနေစတယ်ဆိုရင်ရတာပဲလေကျွန်တော်ပြောချင်တာတရနေ့ကဘာနေတော့ဥမာအထွက်နဲ့ခက်နေဖြစ်နေဆိုရင်ကိုကရောင်းကျင်နေဝယ်ကျင်တာဆိုတရနေ့စလေမ2ရက်နေ့ကြာမှစရင်လည်းရတာပဲနော်3ရက်နေ့ကြာမှစလေရတာပဲအဲ့တော့ငါဒီနေ့တရက်ဒလ2026ဘာနေတော့ကြည့်လိုက်ဟုတ်လားဘာနေတော့ကြည့်လိုက်ပြီးတာနဲ့ကျွန်တော်ဒီဗီဒီယိုထဲမှာပြောထားတာလေးနဲ့ဒီချာနာတော့မှတ်ထားပေါ့နော်နောက်စနေနေ့ကျတော့ဝိတ္တမာနယုတ်ရတယ်တဲ့စနေနေ့ကျတော့ဓနသိတိနဲ့ခက်နဲ့စမ်းရှင်မဲ့ဖြစ်ဖြစ်ဓနသိတိနဲ့ခက်မွင်းတဲ့ရင်မဲ့ဖြစ်ဖြစ်သူကဝိတ္တမာနယုတ်ရတယ်ဝိတ္တမာနယုတ်ရတာဘာဖြစ်တဲ့တုံးဆိုအိမ်တောင်ဘက်ကောင်းရခြင်းအခြေပေါ့အဲ့ဒါကြောင့်စုပ်ပေါ့ဗျာအခြေမှာစမ်းပွင့်နေတာတွေပြီးရဖြစ်ချင်တာတွေမိမကောင်းကောင်းရချင်တာလင်ကောင်းကောင်းရချင်တာမယားကောင်းကောင်းရချင်တဲ့လူတွေကြတော့ဒီဝိတ္တမာနယုတ်ရတဲ့စနေနေ့မှာအဓိဋ္ဌာန်စတင်တဲ့နာပေါ့ဟုတ်ပြီနော်အဲ့လိုဓနတိတိနဲ့ခက်ကျွန်တော်ကတလားလုံးစာပေးထားပြီးနော်ပေးထားပြီးအဲ့တော့ဘယ်နေ့မှစပြီးတော့အိမ်အောင်ဘက်ကောင်းရချင်တဲ့လူကစနေနေ့မှာစအဲ့လိုမျိုးအတိတ်ပဲထွက်တာအဲ့မှာဘာပြောဆိုအဝင်နဲ့ခတ်သိတိတဲ့စနေနေ့ဓနသိတိနဲ့ခတ်ကအဝင်နဲ့ခတ်သိတိနော်အဲ့လိုလေရအဲ့လိုကြတော့ကျွန်တော်တို့ကဗျနဲ့ခတ်တွေကကျွန်တော်တို့ကကျွန်တော်တို့လည်းတိနေတာလीတိနေပေမဲ့လို့စာအုပ်တွေရေးမယ်ဆိုရင်လည်းပေါ့ဘာဖြစ်တုံးဆိုတော့ကျွန်တော်တို့ဘီရင်လောကလူတော့ပဲဝယ်ဖတ်တာနော်ကျွန်တော်တို့ဥမာပေါ့ဒိုင်ယာကြီးတွေပေါ့နော်အခါပြီးဒိုင်ယာကြီးတွေရှိပါတယ်ဒါပေမဲ့လို့ရုပ်တည်းကိုလိုင်းကိုတာနားလေတာလားဒီလားသူများပေါ့ပညာရက်လိုင်းကြတော့တော်ကအတိတ်ပဲပေါက်ခဲတယ်လीနော်အဲ့တော့ကျွန်တော်ကဒီလိုပြောခွင့်ရလို့ကျွန်တော်ကိုလည်းရှင်းတတ်ပါတယ်နားထောင်နေတဲ့လူလည်းဒါအများကြီးအကျိုးရှိလိမ့်မယ်လို့ထင်တာဓနသိတိနဲ့ခက်ကတော့ကျွန်တော်ကအဟွာလာစဉ်တင်ပေးမှာမွန်းတဲ့ချိန်နေနော်တစ်နှစ်စာကျွန်တော်တစ်ခါတည်းတင်ပေးထားရမှာအခုနော်ဘယ်နေ့မှာဘယ်လမှာဓနသိတိနဲ့ခက်နဲ့ဆန်းရှင်တယ်ဘယ်နေ့နေ့မှာဆန်းရှင်တယ်အဲ့နေ့ကဘာနေ့တော့ကြည့်ပေါ့နော်ဒါကျွန်တော်ဒါလေးလည်းတင်ပေးမှာပါဘယ်နေ့ဆိုရင်ဘာဘယ်နေ့ဆိုရင်ဘာနော်တင်ပေးမှာနော်အဲ့တော့ဓနသိတိနဲ့ခက်ဆိုတာကတော့ဒါစီးစိမ်ဥစ္စာနော်ဓနသိတိပြီးတူရဖို့ပြောတာပဲနော်အဲ့တော့ကျတော့ပေါ့ကျွန်တော်တို့ကိုကလေးလာထားပြီးသားဆိုဘာမှမခက်ဘူးကျွန်တော်တို့ဘာမှလည်းမပြင်မှန်းဘူးဒါမှမဟုတ်ရေးရတာတွေ့ရတာတော့ကျွန်တော်အရွယ်နဲ့ကျတော့ဒီထိတ်တွေများကကျတော့စာနဲ့ကျတော့ရုပ်တည်းပြည့်စုံရေးကိုခက်တယ်နော်အဲ့တော့အခုကျွန်တော်တို့ဓနသိတိနဲ့ခက်ကိုရွတ်မဲ့လူတွေအနေနဲ့ကိုကပစ္စည်းတစ်ခုရောင်းနေတယ်ပေါ့နော်ရောင်းမှုဆိုရင်တော့အကျဉ်းနေ့တွေစဉ်းကျင်ရမလို့တော့အထွက်နဲ့ခက်နေရနေစလို့တနင်္ဂနွေနေ့အထွက်နဲ့ခက်ဟုတ်လားနော်အင်္ဂါနေ့အထွက်နဲ့ခက်နော်ဥမာပေါ့တောက်ကြနေ့အထွက်နဲ့ခက်ဓနသိတိနဲ့ခက်မွန်းတဲ့ချိန်ဥမာပေါ့တခုခုရောင်းကျင်နေတဲ့ပုံကူမျိုးဆိုရင်တော့တနင်္ဂနွေနေ့အင်္ဂါနေ့တောက်ကြနေ့ကိုဓနသိတိနဲ့ခက်စလို့ကိုရောင်းမှဓနသိတိတွေပစ္စည်းတွေဝင်လာမှဆိုရင်တော့ဒီဓနသိတိမဟာဝိရဘမဏ္ဍကြီးကိုအထွက်နဲ့ခက်ကြုံနေနေရစရွတ်နောက်ကကျတော့သူစက်တက်ရွတ်သွားရုံပဲလေနားစရာမလိုဘူးနော်ဒီနေ့ကိုရှောင်စရာမလိုစဖို့ပဲဥမာကျွန်တော်တို့အိမ်တိန်ဆောက်တယ်ဗျာကျွန်တော်ဆိုဒီအိမ်ဆောက်ထားတယ်တော့ကျွန်တော်နေကောင်းရက်မြတ်ယူဆောက်ထားတာလေအမကံနေကောင်းရက်မြတ်မဟုတ်တဲ့နေလဲနေလို့ရတာပဲလေအဲ့လိုသဘောတရားနားလဲရမှာဟုတ်လားအဲ့တော့အထွက်နဲ့ခက်အဲ့လိုအထွက်နဲ့ခက်က3ရက်ရှိတယ်ဗျာအဲ့မှာအထွက်နဲ့ခက်3ရက်ဆိုရင်သူကတောက်ကြနေကြတော့ကံကောင်းခြင်းပါတယ်အထွက်နဲ့ခက်ကံကောင်းခြင်းနော်အထွက်နဲ့ကကံကောင်းခြင်းဆိုတော့ကျွန်တော်တို့ရောင်းကျင်ဝယ်ကျင်တာတွေရောင်းကျင်တာတွေပေါ့ဗျာရောင်းကျင်တဲ့ကုန်ပစ္စည်းတွေကြတော့ဓနသိတိနဲ့ကမွန်းတဲ့ချိန်ပေါက်ကြနေမွန်းတဲ့ချိန်ကနေစပြီးတော့ငါဒါလေးရောင်းရပါလို့ဒီပစ္စည်းတွေမြင်မြန်ထွက်ပါလို့
ဟုတ်လားဒီပစ္စည်းတွေမြန်မြန်ထွက်ဖို့နော်ရည်ရွယ်တာတော့တခုအဲ့လိုရည်ရွယ်မှာနော်အဲ့လိုမျိုးနော်ကိုရောင်းတဲ့ကုန်ပစ္စည်းတွေထွက်ဖို့ကြတော့တောက်ကြနေရစာရုပ်ဥပကြတော့တနင်္ဂနွေနေ့ကြတော့ရမာတင်ငါရုပ်တယ်အထွက်နဲ့ခိုင်အမျိုးအနွယ်တူပွားခြင်းနဲ့ဟုတ်လားအမျိုးအနွယ်တူပွားခြင်းဆိုတော့ဟိုပေါ့နော်ကိုဟိုပေါ့အဲ့ဒါကြတော့လေအကောင်းနဲ့အဆူတွဲတာပဲနော်အမျိုးအနွယ်တူပွားခြင်းဆိုအကောင်းနဲ့လေနော်ဒါမှမဟုတ်အထွက်နဲ့ခတ်ဖြစ်နေဟုတ်လားအထွက်နဲ့ခတ်ဖြစ်နေတော့အဲ့လိုဟိုနေမျိုးကြတော့ तू ကဟိုပေါ့ဘလို့ခေါ်ရမလို့ဆိုတော့ဟိုကျွန်တော်တို့ဒီပဲဖွင့်တယ်ခက်တယ်နော် तू အထွက်နဲ့ခတ်မိတူအမျိုးအနွယ်တူပွားခြင်းမာတင်ငါရုပ်ကဒါမှရုပ်ကိုပဲယူရမှာဟိုကတော့ तू ကအထွက်နဲ့ခတ်မိတူကြတော့နည်းနည်းပေါ့ဟိုဒီထဲမှာသိပြီးတော့ဆွဲတို့ရင်ခေါင်းရှုပ်เสียဖြစ်သွားနိုင်เนาะအဲ့တော့ကျွန်တော်ကိုရောင်းကုန်ဝယ်အတွက်ကတော့တောက်ကြနေရဘူးကောင်းတယ်ကံကောင်းခြင်းလို့ပြောတာเนาะအဲ့တော့ဟိုအမျိုးအနွယ်တူပွားခြင်းကြတော့ဟိုကျွန်တော်တို့အဲ့ဒါကြတော့အမျိုးအနွယ်တူပွားခြင်းကြတော့အကြံမပြုလို့เนาะအကြံမပြုလို့အဲ့ဒါကြတော့ तू က तू တနင်္ဂနွေနေ့ရတော့တော် तू ရွတ်မြဲတာရွတ်เนาะနောက်အင်္ဂါနေ့ကြတော့ဥပ္ပါဒယုတ်ဥပ္ပါဒယုတ်အထွက်နဲ့ခတ်ဥပတ်အဲ့ဒီအချိန်လေးမှာတော့မဆန်းရှင်မဲ့နေလေးမှာဟိုအင်္ဂါနေ့နဲ့လဲကြုံမယ်ဓနာတိတိနဲ့ခက်နဲ့လဲဆန်းရှင်နေမယ်ဆိုရင်တော့ခီးတွေပါလေအဲ့ဒီကဆင်ញင်ရမှာနေ့စဉ်အတွက်ကတော့အင်္ဂါနေ့နဲ့ဒီနေ့အင်္ဂါနေ့ဓနာတိတိနဲ့ခက်မွေးတဲ့ချိန်ဗန္ဒနာရက်နေဗန္ဒနာရီတွင်ခီးမထွက်နဲ့အန်ရရှိတယ်ပေါ့ဗျာဘေးအပြင်သိမ့်မထွက်နဲ့ပေါ့ကိုယ့်ကိုထိန်းသိမ်းစောင့်ရှောက်လိုက်ပေါ့နော်အဲ့ဒါဆိုရင်တော့ဒီဓနာတိတိနဲ့ခက်ကိုအသုံးပြုနေရလို့နတ်မှာဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့အခုရွတ်နေကြတာကျွန်တော်တို့လည်းဟိုပြီးထားပါတယ်ဓနာသိတိနက္ခမွင်းတဲ့ချိန်ဒလစာဟုတ်လားဒလစာကျွန်တော်ပြီးထားပါတယ်ဓနာသိတိမဟာဝီရဘမန္တန်ကြီးကိုလည်းကျွန်တော်ပူးရွဲပြီးတော့တင်ပေးထားပါတယ်အခုကျွန်တော်ဒီဟိုပြောနေတဲ့ post နဲ့တွဲပြီးတော့ပဲကျွန်တော်ဓနာသိတိနက္ခစမ်းရှင်တဲ့အချိန်ကြီးကို2026တစ်နှစ်လုံးစာအတွက်နှစ်သိကူလက်ဆောင်ဖြစ်ကျွန်တော်ပေးပါဒါဆိုရင်ဘလူသုံးရမယ်ဆိုတာဘလူအတိတ်ပဲရှိရဲဆိုတာအင်္ဂါနေ့မကောင်းဘူးဗျာဟုတ်လားကျန်တဲ့နေ့တွေကကောင်းတယ်အထွက်နဲ့ခတ်ဆိုတာလည်းတစ်ခါတည်းကောင်းတာပဲနော်ကိုရောင်းညံတာကြီးထွက်သွားလို့ပတ်ဆက်ရောက်တာဟုတ်လားအဲ့ဒါကြတော့ကိုအမျိုးအနွယ်တူဝါကိုဆွေမျိုးတွေကိုဟိုပြီးချင်တာပြီးနိုင်တာပေါ့ဟုတ်လားအဲ့လိုမျိုးလည်းဖြစ်မှာပေါ့နော်ငါဆွေမျိုးတွေကိုပြီးချင်လို့ငါသားတွေငါသမီးတွေကိုပြီးချင်လို့ကန့်ချင်လို့ဟုတ်လားငါသားသမီးလူချင်လို့အဲ့လိုမျိုးဟိုရည်ရွယ်ချက်ကလေးတွေပေါ့လေကိုကအဓိကကတော့ဓနာသိတိနက္ခတ်ဆိုတာကျွန်တော်တို့စီဝါဥစ္စာတိုးတက်ဖို့စီဝါတက်ဖို့မရသေးတဲ့စီးစိမ်တွေရရှိဖို့ဒါလှုပ်တဲ့နက္ခတ်ပဲเนาะကျွန်တော်တို့ဟိုပေါ့ရွတ်နေကြတဲ့ရည်ရွယ်ချက်ကရည်ရွယ်ချက်ရဲ့99%ရာခိုင်နှုန်းအဲ့ဒါပါအဲ့တော့တနင်္လာနေ့တော်၎င်းဗုဒ္ဓဟူးနေ့တော်၎င်းတနင်္လာနေ့ကဟိုသူ့ဘာယူရတယ်ဓနာသိတိနက္ခတ်မွန်းတဲ့ချိန်တနင်္လာနေ့မှာသူ့ဘာယူရတယ်ကျက်တိမင်္ဂလာချမ်းသာသူခါရှိခြင်းအဝင်နက္ခတ်လာဘဆိုဆိုလက်လာပါရစီတာနော်ဗုဒ္ဓဟူးနေ့ကမိတ္တယူရတယ်နော်ပြည်ဝစီတယ်ချမ်းသာစီတယ်ပေါ်များစီတယ်အဝင်နက်ခတ်အမိတ်တမိကောင်းဆွေကောင်းနေနဲ့စီးပါရောင်းမှုဆိုအဲ့ဒါဘူးကောင်းတာပေါ့ဗျာနော်ရောင်းဝယ်ကောင်းနောက်ဇာတာပရိနေသီရိဝဆာယုတ်จิตတိမင်္ဂလာချမ်းသာဒုက္ခပြည့်စုံခြင်းရတနာရွှေမုံငွေမှုရွာခြင်းတွေပါပဲအကုန်လုံးကနော်အဲ့ကကပတ်နက်ကဝရစအဲ့ဒီ၃ရက်ကတော့အဋိဌံစတဲ့နေရက်တနင်္လာဗုဒ္ဓဟူးဇာတာပရိတောက်ကြနေ့ကျတော့ဓာတာယုတ်ကံကောင်းခြင်းတော့ပြောတယ်ဒါမှမဟုတ်အထွက်နဲ့ခက်ကာနာနော်စနေနေ့ကျတော့အဝင်နဲ့ခတ်သိစနေနေ့လည်းကောင်းတယ်အဲ့ဒါကတော့အချီးကိစ္စတွေအိမ်တော်ကြီးကိစ္စတွေပေါ့မဟာဝီရဘမန္တပဲဗန္နန်ကြီးရွတ်မယ်ဟုတ်လားဟိုစနေနေ့ဖြစ်မယ်ဆိုတော့ကိုအိမ်တော်ကြီးတွေตายရအောင်ကိုအိမ်တော်ပဲကောင်းရအောင်ချစ်သူရအောင်အဲ့ဒါမျိုးတွေအတွက်အဓိကရည်စူးပြီးတော့မဟာဝီရဘမန္တပဲရွတ်မဟာဝီရဘမန္တကလေအကုန်လုံးကိုပြီးထားတာနော်အကုန်လုံးကိုပြီးထားတာနော်တကယ်တိချာအနဲ့အတိတ်ပဲနဲ့ဖတ်ကြည့်နော်အိမ်တော်ကြီးအတွက်လည်းပါတာပဲစီးပွားရေးအတွက်လည်းပါတာပဲနော်အဲ့တော့ကျတော့ဒါဆိုရင်ဓနာသိတိနဲ့ခက်နဲ့ပတ်သက်တဲ့ဘုဒ္ဓသာလေးတွေပေါ့နော်ဒါကအရေးကြီးတယ်နော်အရေးကြီးတယ်ဓနာသိတိနဲ့ခက်တခါတည်းကျွန်တော်တို့ကဒလစာတင်ထားတယ်တချို့ကတော့မျောနေတဲ့လူကတော့တရက်နေစရက်လုံးဖြစ်မှာပေါ့နော်တချို့တွေကျတော့ဟိုဓနာသိတိနဲ့ခက်မွန်းတဲ့ချိန်များဆိုတွေးလိုက်ပြီးရုပ်အောင်မှာပဲဆိုပြီးတော့ဘယ်နေ့စရမှမသိဘူးအဲ့တော့ကျွန်တော်ပြောတယ်တနင်္လာဗုဒ္ဓဟူးကြာသာပတိနေ့ဒီနေ့မှာအဋိဌံစလိုက်ပါကျွန်တော်လစဉ်တင်ပေးမှာနော်လစဉ်တင်ပေးမှာအားလုံးရတနာရွှေမှုငွေမှုတွေမိမိတို့အိမ်ကြီးဟာအသီးသီးမှာရွာသွန်းဖြိုးပြီးတော့ချမ်းသာကြွယ်ဝ
ကြီးကြီးတက်ချမ်းသာကြပါစေအောင်မြင်ကြပါစေ